23နှစ်ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ challenge day 2မနေ့ကတော့ဒီတလရဲ့ target ကိုဘယ်လိုတွက်ထားတယ်လဲဆိုတာပြောပြခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တွက်ကတော့ဒီ target တွက်လိုက်ရုံနဲ့ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးတကယ်အရေးကြီးတာကအဲ့ဒီ target ကိုဘယ်လိုအကောင့်ထဲပေါ်မလဲဆိုတာပါပဲမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒီတလတွက်ကျွန်တော်လောက်ရှာလို့တွေကတော့အများကြီးနေနေရှိတာပေါ့နော်အထူးသဖြင့် One Star Digital Marketing Agency ကဟာဒီရဲ့ Content Creation ဖန်တီးတဲ့ပိုင်းဟာတွေရဲ့ Facebook YouTube TikTok Monetization ကနေဝင်ငွေရအောင်လုပ်တဲ့ပိုင်းတွေရဲ့ပြီးတော့ကျွန်တော်ရဲ့ Social Media Monetization Academy တင်တန်းဗီဒီယိုတွေကိုရိုက်ဖို့ကတော့အများကြီးနေနေရှိသေးတာပေါ့နော်နောက်တစ်ခုကတော့ product brand တွေကလည်းထောက်ဖို့ကတော့ဒီရှိနေသေးတာပေါ့နော်နောက်ထပ်တခြားတော့ project တွေကလည်းအများကြီးနေနေရှိသေးတာပေါ့နော်အဲ့တော့အရင်တော့ဆိုရင်တော့ကျွန်တော်မှရှိတဲ့မြအလုပ်တွေကိုအကုန်လုံးနေနေလိုက်ပြီးတော့လုပ်တော့ပေါ့နော်ဘယ်အလုပ်ပဲဝင်လာအကုန်လုံးနေနေလုပ်ချင်တယ်ဒါပေမဲ့ဒီနေရာမှာအလုပ်များတယ်ဆိုပေမဲ့လည်း reset ကတော့နည်းတယ်အဲ့ဒီချိန်ကမှကျွန်တော်နားလဲတာခုတော့ရှိလာခဲ့တယ်အလုပ်များလာခဲ့တယ်ဆိုပေမဲ့လည်းဝင်ငွေတော့အများကြီးမတိုးလာခဲ့ဘူးအဲ့ဒါကြောင့်ဒီ challenge မှာကျွန်တော်အနေနဲ့ rule တစ်ခုချဖို့ဆုံးဖြတ်လိုက်ပါတယ်နေ့တိုင်းဒီနေ့ငါလုပ်မဲ့လုပ်ခဲမှာဘယ်တာကက်ကအနည်းဆုံးရောက်လာစေမလဲအဲ့ဒီမေကုန်းကိုအရင်ဆုံးကိုပြန်မေးမယ်အဖြေရလာပြီးဆိုရင်အဲ့ဒီအလုပ်ကိုအရင်ပြီးအောင်တော့လုပ်မယ်တခြားတော့လုပ်တွေကနောက်မှဆက်လုပ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ရည်မှန်းချက်ကအလုပ်ပြီးဖို့မဟုတ်ပါဘူးအဓိက target ပြီးဖို့ပါပဲဒါကြောင့်ဒီတလလုံးမှာလုပ်ပေါ်လာတဲ့ဟာတမျှကိုလိုက်လောက်တော့မှာဟုတ်ဘူးကျွန်တော်ရဲ့ target နဲ့ပိုနီးစီမဲ့အလုပ်ကိုပဲအရင်ဆုံးလုပ်မယ်ဒီနေ့မှာလုပ်ဆယ်ခုရှိရင်အကုန်လုံးပြီးအောင်လုပ်ဖို့မကြိုးစားတော့ဘူးအဲ့ဒီထက်ကတကယ်ဝင်ငွေဖန်တီးပေးနိုင်မဲ့လုပ် business ကိုရှေ့တလင်းရောက်စေမဲ့လုပ်အဲ့ဒီလုပ်ကိုပဲအရင်ဆုံးဦးစားပေးပြီးတော့လုပ်မယ်အခုတော့ဒီတလမှာဘာကိုဦးစားပေးလုပ်ရမလဲဆိုတာကျွန်တော်ရှင်းသွားပြီဂျန်နာကအဲ့ဒီထက်ကနေ့တိုင်းတကယ်လုပ်နိုင်မှုပဲဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကဘယ်လောက်ထိလက်ဆက်ထွက်လာမလဲဆိုတာကိုတော့လက်တွေ့လုပ်ရင်းစောင့်ကြည့်ကြတာပေါ့နော်ကျွန်တော်တော့ထပ်မြောင်ပါနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်